တိုက်ပွဲတွေပြန်ဖြစ်လာတဲ့အခါမှာကျွန်တော်က proposal တစ်ခုတင်ထားတယ်ပထမအချက်ကတော့ဒီတိုက်ပွဲတွေကိုလောလောဆယ်ဘယ်လိုဟိုလုပ်ကြမလဲတိုက်ပွဲတွေမရှိအောင်ဘယ်လိုလုပ်မလဲဒီကိစ္စကကျွန်တော်တို့ကပြောတာကအဆင့်3ဆင့်နဲ့ကျွန်တော်တင်ပထမအဆင့်နံပါတ်5မှာကျွန်တော်ကအခုဒီညီကပ်ဖြစ်နေတဲ့တက်တွေခွာထားရမယ်အဲ့တော့ဒီတက်တွေကိုဘယ်လိုခွာမလဲဆိုတော့အပိုင်းကိုဆွေးနွေးဖို့စူးစမ်းလိုက်တိုင်းအစည်းအဝေးကပြတ်သွားတယ်ဦးတောင်းအောင်လို့နဲ့3ချိန်ကျွန်တော်ဆွေးနွေးတယ်နောက်ဦးအောင်တောင်းလို့နဲ့3ချိန်အခုဝန်ကြီးအောင်မင်းနဲ့3ချိန်လို့ပြောအဲ့ဒါကြတော့တက်ကိစ္စဆွေးနွေးမယ်လို့ပြောလိုက်တိုင်းအစည်းအဝေးကဆက်လုပ်လို့မရတော့ဘူးဒီလွန်ခဲ့တဲ့3ချိန်နဲ့ကျွန်တော်အလွတ်တဘောအဲ့တော့နောက်စုထအချိန်ကျတော့ကျွန်တော်ပြောတာကတရားဝင်အစည်းအဝေးလုပ်ရအောင် informal လို့ပြောလိုက်တာနဲ့ဒီဟာကကျွန်တော်ကအကျိုးညှိနှိုင်းရေးဖြစ်တယ်သို့တော်လည်းပဲဒီ informal ကြီးပဲလုပ်နေတယ်ဆိုရင်အစည်းအဝေးရှေ့တိုးလို့မရဘူးအဲ့တော့တရားဝင်အစည်းအဝေးလုပ်ရအောင်လို့ကျွန်တော်ကတောင်းဆိုတယ်ဒါပေမဲ့အခုချိန်ထိတရားဝင်အစည်းအဝေးဖြစ်မလာဘူးအဲ့တော့အလွတ်တဘောကျွန်တော်တို့ဗမော်နဲ့မူဆယ်ကိုလာဖို့ခေါ်တာကျွန်တော်တို့မဟုတ်ဘူးအလွတ်တဘောမဟုတ်ဘဲနဲ့လောလောဆယ်ကျွန်တော်တို့ဒီအရင်ကျွန်တော်လုပ်နေတဲ့ရွှေလီမှာပဲတစ်ချိန်တရားဝင်အစည်းအဝေးလုပ်မယ်မူတစ်ခုချမယ်မူချပြီးလို့ရှိရင်ကျွန်တော်ကမြစ်ကြီးနားမှာလုပ်ရအောင်လို့ကျွန်တော်ကပြောထားပြီးသားမြစ်ကြီးနားဘယ်မှာလုပ်မယ်ဘယ်သူကတောင်းယူမယ်ဆိုတာအစကျွန်တော် propose လုပ်ထားပြီးသားဒါပေမဲ့အခုကတရားဝင်အစည်းအဝေးဖြစ်မလာဘူးအဲ့တော့တနေ့ကကျွန်တော်တို့ Laos မှာတွေ့ရအောင်လို့ပြောတယ်ကျွန်တော်တို့ Laos ကလာလို့မဖြစ်ဘူးလို့အဲ့ခါကျတော့ဒါဆိုရင်ထိုင်းကိုလာခဲ့ပါတယ်ထိုင်းကနေနေပြည်တော်တို့လာပြီးကြုံမယ်လို့အဲ့တော့နေပြည်တော်သွားမယ်ဆိုတော့ကျွန်တော်တို့ထိုင်းကတော့သွားကြမလို့တော့ပါဘူးအဲ့တော့အခုကအလွတ်တဘောဒီလိုဖြစ်နေတာဒါကြောင့်ပထမအဆင့်မှာကျွန်တော်တို့စူးစမ်းတာကအခုတိုက်ပွဲဖြစ်နေတဲ့တိုက်ပွဲတွေကိုတိုက်ပွဲနေတော့အောင်ဆိုဒီတက်တွေကိုခွာထားမယ်ဒီဘာပါဆိုလို့ရှိရအခုကျွန်တော်တက်တယ်အခုရောနေအဲ့နဲ့တရင်သမားတွေတခါတည်းကျွန်တော်တို့မေးတာပေါ့အခုကဘယ်သူကစပစ်တယ်လဲလို့မေးတယ်အခုကတော့အရင်တွေ့တဲ့လူကပြစ်နေတာပဲလို့အခုကကျွန်တော်ကအဲ့လိုဖြစ်နေနောက်ဒုတိယအဆင့်မှာကျွန်တော်ပြောတာကအားလုံးပါဝင်နိုင်တဲ့ဒီလာခံကြီးတစ်ခုကိုခေါ်ပေးရမယ်အရင်တော့ကဒုတိယပင်လုံလို့21ရာစုပင်လုံလို့ဘာလို့ပြောခဲ့ကြတာပေါ့ကျွန်တော်တို့ပြောတာကတော့အရင်ပင်လုံတွင်ကျင်းပခဲ့ကြတဲ့ကဲ့သို့ဒီလာခံကြီးတစ်ခုကျင်းပရမယ်အဲ့မှာတော့အကုန်လုံးပါဝင်ရမယ်ပါဝင်တဲ့လူတွေအကုန်ပါဝင်ရမယ်အဲ့ဒီမှာဘုံတဘောတူညီချက်တစ်ခုရအောင်ကျွန်တော်ကဝိုင်းပြီးမှဆွေးနွေးရမယ်ဒီနေရာမှာတော့ပေါ့လေဘယ်လိုပြောမလဲကျွန်တော်ကပုံမှန်နေပေါ့လူတို့ရဲ့ရှေ့မှာကျွန်တော်အဒီစီဝီလုပ်ရအောင်အဲ့လိုလုပ်တဲ့ချင်းအပြင်အစိုးရကလည်းသူကမတရားလုပ်လို့မရဘူးကျွန်တော်ဘက်ကလည်းတရားနဲ့တောင်းဆိုလို့မရဘူးအဲ့တော့အားလုံးကဝိုင်းပြီးကြည့်နေရမှာဒါကြောင့်တနေ့ကကျွန်တော်ဝင်ကြည့်ဖို့မင်းပြောတာကျွန်တော်တို့ကတောင်းမှဒီကတောင်းဆိုတာခင်ဗျားတို့အစိုးရဘာလို့မလုပ်ရဲတာလဲလို့ကျွန်တော်တို့မေးကျွန်တော်တို့ကလည်းဒီနေရာမှာမတောင်းဆိုတဲ့နေရာတွေတောင်းလို့မရတော့ဘူးအစိုးရကလည်းပေးတဲ့ရတာနဲ့သူမပေးချင်ဘူးဆိုလို့လုပ်လို့မရတော့ဘူးအဲ့တော့ဒါညီလာခံခုကျင်းပရအောင်အဲ့ဒီမှာဘုံသဘောတူညီချက်တစ်ခု National Accord တစ်ခုကျွန်တော်ရရဘာဖြစ်လို့ဒီ National Accord ကိုကျွန်တော်လွတ်တော်ပြင်ပမှာလိုချင်တယ်လို့ပြောလိုက်ရင်ဒါဖွဲ့စည်းပုံအခြေခံဥပဒေဖွဲ့စည်းပုံရဲ့ပြဿနာဖြစ်တယ်ဒီတမတော်သားနဲ့15ရာခိုင်နှုန်းလို့ဆိုပေမဲ့ဟိုဘက်မှာ uniform ချွတ်ထားတဲ့လူတွေလည်းအများကြီးဒီ uniform ချွတ်တဲ့လူတွေနဲ့တောင်မှဒီအခြေခံဥပဒေဘယ်လိုမှပြင်လို့မရဘူးလွတ်တော်ထဲမှာပြင်လို့မရတယ်လို့referendum ဖြစ်လာဖို့လည်းဘယ်လိုမှမဖြစ်နိုင်ဘူးအဲ့တော့ကျွန်တော်တို့ကတော့အပြင်မှာassembly ကြီးတစ်ခုမှာ nation ဒီ accord တစ်ခုကိုမရဘူးဆိုရင်ဒီဥပဒေကိုဘယ်လိုမှပြင်လို့မရဘူးဒါကြောင့်ကျွန်တော်လွတ်တော်ပြင်ပမှာကျွန်တော်ဒါကိုလုပ်ချင်တယ်လို့ဦးအောင်မျိုးပြောတယ်ပထမပိုင်းတော့သူဟုတ်တယ်တဲ့ဒါပေမဲ့ဒီကဆွေးနွေးချက်ကိုလွတ်တယ်လို့ပြန်ယူသွားဖို့လိုအပ်တယ်တဲ့ဒါကြောင့်မလို့ဝန်ကြီးသိန်းစောတောင်းပေးရမယ်လို့သူကဒီလိုပြောတယ်ဒါပေမဲ့အခုကျတော့ဒီလေတန်ကလည်းပျောက်သွားပြန်ရောအဲ့တော့ကျွန်တော်တို့ပြောချင်တာကခုနကပြောလို့ပဲအခြေခံဥပဒေတစ်ခုဟာတဖြည်းဖြည်းနဲ့ကောင်းမွန်လာအောင်လုပ်သင့်တယ်ဆိုတော့ကျွန်တော်တို့သဘောပေါက်တယ် ceasefire agreement လုပ်ရမယ်ဆိုတော့လည်းကျွန်တော်လက်ခံတယ်သို့တော်လည်းပဲဒီမှာ agreement လုပ်ထားပြီးတော့ဟိုဘက်ကိုဘာလုပ်မလဲဆိုတာမသိဘဲနဲ့ကျွန်တော်တို့ ceasefire agreement မလုပ်နိုင်ဘူးဒါကျွန်တော်19နှစ်လုံးကျွန်တော်တို့ agreement လုပ်ထားခဲ့တာဒါတနေ့ကကျွန်တော်အစည်းအဝေးမှာပြောတယ်ဟိုဘက်ပိုင်းမှာဘာလုပ်မလဲဆိုတော့သိဖို့လိုတယ်ပြီးတော့တကယ်ဆွေးနွေးမလားမဆွေးနွေးဘူးလားမဆွေးနွေးဘူးဒီလို agreement လုပ်ထားပြီးနောက်တိုက်ပွဲပြန်ဖြစ်မယ်ဆိုရင်တော့ဒါလည်းမထိုးတာပဲကောင်းတယ်ကျွန်တော်တို့ဘက်ကတော့ agreement လုပ်ထားပြီးတော့နောက်ဖြစ်လာမယ့်တိုက်ပွဲအတွက်ပြင်ဆင်တာမျိုးမဖြစ်စေချင်ဘူးလို့ကျွန်တော်တို့ကဒါပုံမှန်လေးပြောထားတယ်ဒါလောလောဆယ်ကျွန်တော်တို့ဘက်က propose လုပ်ထားတဲ့အခြေအနေပေါ့ဟုတ်ကဲ့ဝန်
သူပြောတာနားထောင်ရတာတော်တော်လေးစိတ်လှုပ်ရှားတယ်နောက်ပြီးတော့ဘယ်လိုပြောမလို့ကျွန်တော်တို့လည်းအဲ့လိုသိကျင်နေတာပေါ့နော်ကိုနိုင်ငံရေးလောကထဲမှာပဲဖြစ်ဖြစ်တာမန်မိတ်ဆွေတငယ်ချင်းတွေကဖြစ်ဖြစ်ဒီကိစ္စ issue channel တွေပါလာတယ်ပါလာတာတွေကဘယ်လိုပြောမလို့တပိုင်းတစ်စ information တွေဖြစ်နေတဲ့အခါကျတော့တစ်မျိုးတစ်ပုံအတိတ်ပဲအကောက်ယူလွဲနေတာတွေရှိကြတယ်လေနောက်ရန်ကုန်မှာရှိတဲ့တငယ်ချင်းတွေကိုမေးကြည့်တဲ့အခါကျတော့လေအထူးသဖြင့်ကျွန်တော်တို့ကဒီ IDP တွေဘယ်လောက်တိုးလာပြီတိုက်ပွဲဖြစ်နေပြီဆိုတာတော့ပဲသိရတယ်။ဘာကြောင့်ဒီဟာကမပြေလည်သေးတာလဲဆိုတဲ့ဥစ္စာကိုပြည့်စုံမသိရတဲ့ခါကျတော့တကယ်ဘယ်လိုပြောမလို့ဒီမပြည့်မစုံ information ကအရန်အန်ရကြီးသွားတယ်တစ်ဖက်မှာကျတော့အဲ့တော့အခုလိုသိရတာလဲအရန်ဝမ်းတာတယ်နောက်တစ်ခုကျမတို့ဘယ်လိုထပ်ပြီးတော့လုပ်ရမယ်ဆိုတဲ့ဥစ္စာပေါ့နော်advocacy သဘောမျိုးပေါ့မှာဘယ်လိုပြန်လုပ်ရမလဲဆိုတာအထူးသဖြင့်ကျမကတော့ဒီပြည်သူလူထုပို့ပြီးတော့ပါဝင်လာအောင်ဟုတ်ပြီဒီဘက်ကဒီသဘောထားဒီလိုရှိတဲ့ဥစ္စာကိုကျွန်တော်တို့ရှင်းပြရင်တဝက်တစ်ပြက်သတင်းအဖောင်ချထားတာပေါ့နော်ခုနပြောသလိုဆိုလို့ရှိရင်ဥမာ border gate ကိုလက်မခံဘူးဆိုတာပဲပြောထားတယ်အဲ့မှနေရက်သွားတယ်ဒီဘက်ပြည်တော်စုတက်ဖွဲ့ခြင်းလို့ဆိုတဲ့ဟာကိုလုံးဝဖျောက်ထားတယ်ဆိုတော့အဲ့ဒါလုံးရအတိတ်ပဲဘယ်လိုလဲတစ်ဖက်သက်ကြီးဖြစ်သွားသေးတယ်ပေါ့နော်ဟိုဘက်မှာနားလည်မှုကဆိုတော့ကျွန်မအရန်ဝမ်းတာတယ်တကယ်ကိုအခွင့်အထူးပဲဒီလိုတွေ့ရတဲ့ဥစ္စာကိုစီစဉ်ပေးတဲ့သူတွေအကုန်လုံးကလက်ခံတွေ့ဆုံပေးတဲ့ဥလို့အရန်ကျေးဇူးတင်တယ်ဒါတော်တော်ကိုအခုလိုကြားလိုက်ရတာတော်တော်အထောက်အကူဖြစ်မှာပါရန်ကုန်ပြန်တဲ့ခါကျရင်ပဲဆိုကျွန်မနိုင်ငံရေးလောကမှာရောမီဒီယာတွေနဲ့ရောသက်ဆိုင်ရာကျွန်မဆက်ထားတဲ့နိုင်ငံရေးအင်အားစုတွေအကုန်လုံးတော့ပြည်သူလူထုကို advocate လုပ်တဲ့နေရာမှာအရန်ကိုအသုံးတည့်ပြီးဒီ peace process အတွက်လည်းကျွန်တော်တို့အစိုးရကိုတွန်းအားပေးနိုင်လိမ့်မယ်လို့ပြောနေပါတယ်တွန်းအားလည်းပေးပါမယ်လို့ကျွန်မတက်နိုင်တဲ့ဒီနေရာကနေပြီးတော့လုပ်မှာပါအရန်စိတ်တောင်လှုပ်ရှားတဲ့ပြောနေတဲ့ဆောင်းလားထောင်နေရတင်ထားတဲ့ proposal ကအဲ့2009မှာဥအောင်တောင်းနဲ့အစားအဆုံးပြောထားပြီးသားအခုဒီချုပ်ဘိုးချုပ်ကြီးဆိုဝင်နေကျွန်တော်သူကနားပေါက်ပြီးတော့အဲ့ခင်ဗျားပြောတာလည်းဟုတ်တယ်လို့ပဲတဲ့ဒါနဲ့ဒီစီစဉ်ကဘယ်လောက်ကြာမလဲတဲ့15နှစ်လောက်ကြာမလားလို့ပြောမိတယ်ခင်ဗျားတို့အစိုးရကတကယ်လုပ်ချင်လို့ရှိရင်မကြာပါဘူးလို့9နှစ်ဆိုပြီးနိုင်တယ်လို့ကျွန်တော်ပြောတယ်ဒါကြောင့်အခုကျွန်တော်တင်ထားတဲ့ဒီ proposal ကအစ်စ်လည်းမဟုတ်ဘူး2009မှာဥအောင်တောင်းတို့ဦးသိန်းစော်တို့ဘုချုပ်ကြီးရဲမြင့်တို့အခုဘုချုပ်ကြီးဆိုဝင်တို့အစားအဆုံးကျွန်တော်ရှင်းပြပြီးသားခုနပြောသလိုပဲကျွန်တော်တို့ဘုချုပ်ရဲမြင့်ကပြောတော့ပေါ့ခင်ဗျားတို့အမြဲတမ်းနဲ့ကင်ထားပြီးမှတဲ့တိုက်ပွဲဝင်စရာမလိုပဲနဲ့နေလို့ရတယ်လို့ပြောတယ်ဒါကျွန်တော်တို့ကချင်လူမျိုးတွေကစစ်သားလုပ်လို့ရှိရင်တိုက်ပွဲဝင်ရမှာပဲကျွန်တော်လက်ခံတယ်လို့ဒါကျွန်တော်တို့ပြောနေတာကအခြေခံဥပဒေမှာနိုင်ငံတော်အချုပ်အခြာအာဏာကာကွယ်ဖို့တတ်မတော်မှာပဲတာဝန်ရှိတယ်အဲ့ဒါကျွန်တော်တို့ကိုဒီကာကွယ်ဖို့တာဝန်မပေးချင်ဘူးလားလို့ကျွန်တော်မေးတယ်ကောင်းပြီဒါဆိုကျွန်တော်ကချင်လူမျိုးတွေကကာကွယ်ဖို့တာဝန်မရှိဘူးလို့ကျွန်တော်ထုတ်ပြန်လိုက်မယ်လို့ကျွန်တော်တို့နောက်သေးတယ်သင်္သာဝိုင်းမှာအဲ့တော့ကျွန်တော်ပြောတယ်ပြည်ထောင်စုတတ်မတော်ဖွဲ့ရအောင်ကာကွယ်ရေးဦးစီးချုပ်တယောက်တည်းရှိရမယ်ဆိုတဲ့မူကျွန်တော်လက်ခံတယ်အဲ့တော့ပြည်ထောင်စုတတ်မတော်ဖွဲ့ပါအဲ့တော့ပြည်ထောင်စုတတ်မတော်မဖွဲ့ဘူးအခုဒီမြန်မာတတ်မတော်ကလည်းပြည်ထောင်စုတတ်မတော်ပါပဲတဲ့အဲ့လိုပဲပြောတယ်အဲ့တော့ကျွန်တော်ပြောတာမဟုတ်ဘူးဒါဒီချာဖွဲ့ရမယ်ပြည်ထောင်စုတတ်မတော်ဖွဲ့အဲ့တော့အခုကအားလုံးကတော့ဒီ constitution ပြဿနာတွေပဲအခုကဘာမှာဒုတိယသမ္မတရွေးရအခက်ဆုံးဆိုတာလေဒါကျွန်တော်နိုင်ငံပဲရှိတယ်နော်အခုမနေအဲ့တော့နောက်တစ်ခုကဘာလဲဆိုရင်English လို့ရေးထားတာနဲ့ဗမာလို့ရေးထားတယ်လေကွာလို့constitution မှာဗမာလို့ကျန်တတ်မတော်လို့ရေးထားတယ်အင်္ဂလိပ်လို့ကျတော့defense services ဆိုပြီးမှရေးထားတယ်အဲ့လိုပေါ့နည်းနည်းကွဲလွဲမှုတွေရှိတာပေါ့လေအဲ့လိုလုပ်တဲ့ခါကျတော့ဒီ constitution ပြဿနာတို့တော်လည်းပဲကျွန်တော်ဒီ constitution တစ်ခုလုံးကိုတိုက်ခိုက်နေရင်နီလမ်ရှာလို့မရဘဲနဲ့ဖြစ်သွားမယ်အဲ့တော့ဘယ်လိုလုပ်ကြမလဲဆိုရင်နီလမ်ကိုရှာတာပေါ့အခုလည်းကျွန်တော်ပြောနေတာကခုနကျွန်တော်ပြောလို့ပဲအခုကျွန်တော်မေးရှင်တဲ့မေးခွန်းတွေအများကြီးဒါပေမဲ့မေးလိုက်ရင်ဟိုပေါ့လေတယောက်နဲ့တယောက် tension တွေဖြစ်လာမှာဆိုလို့ဥပမာအခုတစ်နှစ်ကျော်သွားပြီဒီတိုက်ပွဲကောင်းပြီလွတ်တော်ကဒီတိုက်ပွဲကိုတစ်နှစ်ကျော်သွားတဲ့တိုက်ပွဲပုံမှာဘယ်လိုသဘောထားကြလဲကျွန်တော်သိချင်တာတကယ်သိချင်တဲ့မေးခွန်းဆွေးနွေးသလားမဆွေးနွေးဘူးလားလွတ်တော်ကဒီတိုက်ပွဲကိုဆက်ပြီးတိုက်ဖို့လိုအပ်တယ်လို့လွတ်တော်ကဆုံးဖြတ်သလားလွတ်တော်ကမတိုက်ရဘူးလို့ပြောတာကိုတတ်မတော်ကများတိုက်နေတာလားတရားရှိနောက်အခုဒီကျွန်တော်ကမ်ဘဲဒီပန်ဝါဒီတာမှာတိုက်ပွဲတွေဒါရက်ကဲနေတာဥခုံတင်ရင်လွတ်တော်ကိုယ်စားလှယ်ကဒီတိုက်ပွဲတွေကိုကဲလို့ရသလား
ဘုဘမှာလွတ်တော်အစည်းအဝေးလုပ်နေတဲ့အချိန်မှာ तू ကဒီတိုက်ပွဲမှာလာပြီးမှခုကဲနေတာအဲ့တော့ဟိုမှာ तू ဘယ်လိုများအခွင့်တောင်းခဲ့တယ်လဲမသိဘူးကျွန်တော်တို့သိကျင်နေတာတကယ်သိကျင်တာ အခုဟာကဘုန်းကြီးတို့အမြင်ကတော့ဟိုဒါဆရာလည်းသိအောင်ပြောရရင်ဒီကချင်ကလည်းတကယ်ပြောရင်တော့စိတ်ကောင်းစရာစိတ်ကောင်းစရာပဲအများကြီးလိုက်ရောတယ်ဆိုတာဘုန်းကြီးတို့အကုန်မြင်နေတာကရင်ကပြောမလားအများကြီးလိုက်ရောတယ်ဒီဝါရှမ်းကပြောမလားအများကြီးဟောလုပ်တယ်ဆိုနေတာကိုလူတွေပဲပြောချက်ပါဗမာဆိုတော့ကိုလူတွေပြောရတော့ဒီလူပဲပြောကျွန်တော်တနည်းအားပဲဥပမာကျွန်တော်စတာဝန်ကြီးကျွန်တော်ကချင်နေရဟိုမာပြည်လွတ်လပ်ရကြတဲ့ကဒီကြောင့်စုကိစ္စကြီးပဲစဉ်းစားနေတာတော်တော်ပြင်ပန်းလာတယ်လို့ကျွန်တော်ပြောအဲ့တော့ကျွန်တော်ကဘာလုပ်ရမလဲဆိုတော့ဘုန်းကြီးတို့ကတော့မြင်နေတာကဒီကာကွယ်ရေးဆိုတဲ့စကားကိုလည်းပဲဘုန်းကြီးကနှစ်မြို့မင်းဘာသာပြောင်းမှလို့ပြောတာအချင်းချင်းအဲ့ဒါနဲ့ပဲတို့လည်းပုံမွတ်နေမတက်နိုင်တော့ဘူးအဲ့ခါကျတော့နောက်ဆုံးမှာဦးသိန်းစောဘာပြောလဲဆိုတော့ဟုတ်တယ်ပေါ့တဲ့ကိုဖျားပေါ်မှာတော့သစ္စာမရှိတော့နိုင်ငံတော်ပေါ်မှာလည်းဘယ်သစ္စာရှိပါမလဲအဲ့ဒါနဲ့ပြီးသွားတာအဲ့ဒါကြောင့်တနေ့ကဝင်ကြီးအောင်မြင်အဲ့ကိစ္စပြောတော့ကျွန်တော်ပြောတယ်လေကိုကျော်ရင်လိုင်းတို့အမောင်ရွှေတို့နဲ့ဟုတ်တယ်ဒါပေမဲ့ဟိုပြောနေုံနဲ့မပြီးဘူးကျွန်တော်ပြောချက်ခုနပြောတယ်ဟိုမပုံတင်မှာဘာလို့ကိုကိုပြီးပါလားဆိုပါရတာဒါကနိုင်ငံသားရှိကပြတယ်အချက်လက်ကအပေါ်မှာရှိရမှာအဲ့တော့ဒီနိုင်ငံသားတယောက်ကဘာပဲကိုကိုဆိုလွတ်လပ်စွာကိုကိုနိုင်ရမှာအဲ့တော့ဒီကပြကနိုင်ငံသားဖြစ်ကြောင်းတက်တည်ခံကပြပဲအဲ့တော့ဒီနေရာမှာတော့ဒီကိုကိုဒီပါလားဆိုတော့မျိုးသုံးစရာမလိုဘူးအဲ့တော့ခုနကျွန်တော်ပြောလို့ပဲဒီချုပ်ကင်မှုတွေကြောင့်ကျွန်တော်တို့ကတစ်ခါတလေမှာတိုင်းရင်းသားဒီကပဲညင်နာကလားလို့ပြောတာမဟုတ်ဘူးတိုင်းရင်းသားဆိုအားလုံးပါတယ်မြို့တဲ့လူတွေလည်းပါတယ်ဥပမာပညာရေးစစ်မှာဘာလို့ PhD တွေအများကြီးထွက်မလာရတယ်လဲ assistant lecturer ကဟိုကနေအဆာညာအနေဒါလည်းပြီးနေတယ် assistant မဖြစ်ဘဲနဲ့ဒီလူက PhD မရနိုင်ဘူးနေမှာရှိတဲ့ဆရာမတယောက်ရဲ့အရေးချင်းကတော့အဆာညာပဲသိနိုင်တယ်လက်ဆောင်ရောက်လာရင်တော့ပေးလိုက်တာပဲအဲ့တော့ဥမာ service မရှိဘဲနဲ့လည်းအရင်တော့ပညာရေးစနစ်က PhD ဘယ်လို့မှမရနိုင်အဲ့တော့ဒီကနေ့ကျွန်တော်တို့မှာကဒီအားလုံးကိုခြုံပြီးပြောမယ်ဆိုတော့ဒါအခြေခံဥပဒေပြဿနာပဲဒါကြောင့်ကျွန်တော်တို့စဉ်းစားကြည့်တာတော့ဒီ2015ရွေးကောက်ပွဲအရေးကြီးပြီးတော့2015မှာကျွန်တော်ကဒီမိုကရေစီဒီပြောင်းလဲရေးတွေပို့ပြီးလုပ်နိုင်မယ်ဆို2016ကနေမှပြောင်းလဲရေးတွေတကယ်လုပ်နိုင်ပြီဒီချိန်မှတော့မရှိသေးဘူးဒါကျွန်တော်ဒီလိုပဲမြင်ထားတယ်ဒီကြားထဲမှာဟိုကြီးမားတဲ့ပြဿနာမပေါ်ဘူးပဲအရေးကြီးတယ်အခုရခိုင်လိုပြဿနာတွေပေါ်လာရင်အများကြီးရှုပ်ကုန်တယ်တကယ်ကိုရှုပ်မှာတချို့နိုင်ငံကြီးတွေကကြည်နေမှာဟို10နှစ်လောက်စစ်ဖြစ်လို့ရှိရင်ငါတို့ဘာလုပ်ကြမလဲဆိုတော့စဉ်းစားတဲ့နိုင်ငံတွေမရှိဘူးကျွန်တော်ပြောလို့မရဘူးတကယ်ကိုရှိနေအင်္ဂလိပ်စကားနဲ့သူကဘာကိုချစ်နေနေတာပဲဟုတ်ကဲ့ဟုတ်အင်ဒိုနီးရှားနော်ဒါပေမဲ့ကျွန်တော်ခဏကျွန်တော်ဟို British ကမိတ်ဆွေနဲ့ပြည်သူ့စစ်ပြောတော့ခါတော့အင်္ဂလိပ်အစိုးရလွတ်လပ်ရေးပေးထားတဲ့နိုင်ငံတွေအကုန်ရှုပ်တယ်လို့ကျွန်တော်ပြောတာပြည်တစ်ကနေရတဲ့နိုင်ငံတွေအကုန်လုံးဒီနေ့ရှင်းတယ်လို့ကျွန်တော်တို့လည်းဘယ်လိုများဖြစ်ခဲ့ကြလဲမသိဘူးကလည်းစဉ်းစားတာပြည်သူတွေရောက်မှဆိုလို့အင်္ဂလိပ်ကလက်ဦးအောင်ဝင်ပြီးတင်းကြတယ်ဆိုတော့ဒီအဲ့မင်းတို့လက်ထက်ကမင်းလက်ထက်ကဖြစ်နေပြီပြည်သက်နဲ့အရင်လူ